ငါဖျားဖြစ်ခြင်းနဲ့ငါဖျားဖြစ်ခြင်းနဲ့ပြောရင်လေအဟားခံရအောင်မယ်ငါဖျားဖြစ်ခြင်းနဲ့ရတော်ရဘယ်မှာလဲဒီဝရတွေတော့အများကြီးတွေ့ထားပြီလေးသိန်းချင်းနဲ့ကဘာတသိန်းဘာချတာမှတ်လို့လူအဖြစ်မွေးပြီးလူမွေးသူမွေးပြောင်းဖို့ချိုးသားရသလောက်ပဲမဟုတ်လားဘယ်သူဘာပြောငါဖျားဖြစ်ခြင်းနဲ့ဖျားရှင်ကဘာစစ်မကြုံဘူးမယုံမရှိနဲ့ငါတို့ခင်မှာကဘာစစ်ကမီးစာဆွဲနေပြီဘယ်ချိန်ထပေါက်ခွင့်မလဲငါမသိဘူးဒါကြောင့်ငါဖျားဖြစ်ခြင်းနဲ့အစတကံပညာရေးကိုတိတ်တထမကြုံဘူးပါဘူးကွာငါကတော်ရဲသွားပြီဝဲရလာတဲ့ကောင်တထေးသမီးနဲ့လည်းမညာဘူးထီးနာလည်းမရှာဘူးအယူချီးပန်းသလိုဘဝနဲ့အလုပ်ကဗျမ်းမလားငါဖျားဖြစ်ခြင်းနဲ့16နှစ်နဲ့ဘရင်ဖြစ်ခဲ့တယ်ငါက16နှစ်မှာစငတ်ဖူးတာပဲနမိတ်ကြီး၄ပါးလောက်တော့တနာတယ်ဇီဝကမရှိတဲ့ခင်မှာလူဖြစ်လာတဲ့ကောင်ငွေမရှိရင်အပြင်ဆေးကမလာရတဲ့အေးဒါကြောင့်ငါဖျားဖြစ်ခြင်းနဲ့35နဲ့ဖျားဖြစ်ခဲ့တယ်ငါတို့ဘိုလ်ချုပ်32နဲ့သိတယ်ငါတို့30နဲ့ကျော်တယ်ငြိမ်းချမ်းမှမဟုတ်ဘူးငါချို့ပြောတယ်ငါပြောတာမှားပါစေငါဖျားဖြစ်ခြင်းနဲ့ပြည်တန်းစာလဲဖာပဲမပြည့်ဝမ်းစာအတွက်လဲဖာပဲဟိုမင်းသမီးလေးတွေလဲချီချီဖာပဲဖာလို့မဆုံးနဲ့အပေါက်ပြဲနိုင်ရင်တော့ကြီးမှာဖာတယ်ဖြစ်ဖို့ထက်ဖျားဖြစ်ဖို့ရေးကြီးတယ်ဒါကြောင့်ငါဖျားဖြစ်ခြင်းနဲ့ငါဖျားဖြစ်ခြင်းနဲ့အကြောင်းပြောပြတော့တချို့ကဟားတယ်ငါတို့ဖျားကအပြုံးမဖြတ်ဘူးအဲ့ဒါလို့ပြုံးနေဖို့ငါဖျားဖြစ်ခြင်းနဲ့ငါကငါပြင်ဖို့ငါဖျားဖြစ်ခြင်းနဲ့လက်ငင်း